ကဲစားကြပါအောင်ဗျာဒီနေ့ဟင်းပွဲကတော့ကျက်ဥငံပြရေကြော်ပေါ့နော်ကိုယ်တိုင်ကြော်ပါတယ်အရှယ်ပဲပေါ့နော်ပြီးတော့အသေးအသေးထောင်းဆက်လေးရန်ကောင်းတယ်နော်ပြီးတော့တို့စရာလေးတွေပေါ့နော်လာဝဲပဲရှိသေးတယ်ကျက်ဥဟင်းစားရပြီပေါ့နော်ဒါပေမဲ့ကျက်ဥဟင်းဆိုရင်လည်းအထင်မသေးနဲ့နော်ကိုယ်တိုင်ချက်တယ်ဆိုတော့ကောင်းမှသေးချတယ်မမွေးလေးနဲ့ရှယ်ပဲပေါ့နော်ကြောင်ရှာသည်ပေါ့နော်ဒီတစ်ခါအစိမ်းစားမှာပေါ့ဗျကြောက်ဒီပါအိုးဟိုတငယ်ချင်းတို့ပြောပြတယ်ပေါ့နော် comment မှာဟိုအစိမ်းစားရင်တိတ်မခါဘူးပေါ့နော်အဲ့လိုမျိုးပြောတယ်အဲ့ဒါကြောင့်ဒီတစ်ခါစမ်းကြည့်မယ်တစ်ခါမှအစိမ်းမစားဘူးဒါပေမဲ့ကျွန်တော်တည့်တီးထောင်းနဲ့တို့စားကြည့်မယ်ဘယ်လိုလဲလို့ကျုပ်ညုတ်တီးနေနေရေးလေးနဲ့အပြုတ်နဲ့စားကောင်းတယ်နော်အတော်ပဲနောက်ဆန်စိမ့်နဲ့စားတော့မှမပြုတ်တော့ဘူးရှယ်ပြီးတော့တစ်ခုချီလေးတယ်ငယ်ချင်းတို့ရေဒီမှာဘာရွက်လဲလို့မသိဘူးပေါ့နော်ထိုင်းနေစားကြတာများတယ်ကျွန်တော်လည်းမြန်မာလိုခေါ်မထီဘူးပေါ့နော်စားကြည့်မယ်ဘယ်လိုရတာလဲတော့ကျွန်တော်လည်းမသိဘူးတစ်ခါမှမစားဘူးသေးဘူးဒီနေ့စားကြည့်မယ်တေးလေးနဲ့ဒီစားမယ်မွေးတယ်နော်သူ့အနက်တံပရာနက်မွေးတယ်တံပရာလိုမျိုးပဲဒါပေမဲ့နည်းနည်းဖန့်တဲ့အရာသာရှိတယ်မွေးတယ်စကားပဲများတယ်မင်းစားတော့မယ်ရှယ်ပဲပြည့်တိထောင်းတာအကောင်းတယ်နေရတော့ပူထွက်သွားတာပဲညိုတီဆက်လို့ကောင်းမကောင်းလားဟဲ့ပါစားကြပါအောင်ဗျာဒီမှာစက်ဝင်းလေးနဲ့ရှယ်ပဲကျုပ်နေတာပဲတဲ့တီထောင်းတော့စက်သလားမပြောနဲ့အကြောင်ပဲကြည့်လိုက်တော့နေရဲနေတော့ဗျာอันนี้ตะอามวยเด้งามใจเย็นนั่นนะจะต้นนี่เลยอามวยเด้มันจีดีนั่นแน่แท้แล้วกันมวยเด้สาวของเดี๋ยวตีท้องในตู้ซามันเยอะแบบปลูกထွက်သွားတာပဲမိန်နေတာပဲကွာကျုပ်ဟင်းသာပြောတာစားကောင်းနေတော့ပဲว้าว ဆက်တယ်
တဲ့တီထောင်ဆက်တာဒါတော့တပုတ်တီပေါ့နော်တပုတ်တီရတာခဝဲတီရတာနဲ့တူတယ်ဦးနောင်တော့အတန်တိတ်သွားပြီစက်တယ်ကူစားပါအောင်တိုက်တော့ရေတိုးစရာတွေအများကြီးပဲဒီမှာရှယ်ပါဘိုင်ဘိုင်နော်နောက်ဗီဒီယိုမှာတွေ့ကြတော့မယ်နော်ကျေးဇူးသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကို follow လေး share ပေးအောင်နော်ကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်